လူဆိုးတယောက်ကဓားကင်ပြီးအဖိုးကိုထိုးတက်ဖို့ပြေးဝင်လာပါတယ်။သူကသူ့အစီအစဉ်အောင်မြင်တော့မယ်လို့ထင်နေချိန်မှာပဲလက်ထဲကဓားအစစ်ဟာကလေးကစားစရာဓားလေးတစ်ချောင်းအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။အဖိုးကတော့ထိခိုက်ဒဏ်ရာတစ်ချက်မှမရပဲလုံခြုံစွာရပ်နေသေးပါ။လူဆိုးကအံ့အားသင့်ပြီးသူ့ရဲ့ဓားအစစ်ဘယ်ရောက်သွားမှန်းလုံးဝနားမလည်နိုင်တော့ပါဘူး။ဒါပေမဲ့သူမသိခဲ့တာကဓားနဲ့တိုက်ခိုက်တော့မဲ့အခိုက်အတန့်မှာလူငယ်လေးတစ်ယောက်ကလက်ချောင်းဖြောက်တီးလိုက်ပြီးအချိန်ကိုရက်တန့်ပစ်လိုက်တာဖြစ်ပါတယ်။အချိန်ရက်နေတဲ့အတွင်းသူကလူဆိုးရဲ့ဓားအစစ်ကိုကစားစရာဓားနဲ့လဲလှယ်လိုက်ပြီးဘယ်သူမှမသိလိုက်ခင်မှာပဲအရာအလုံးကိုအရင်တိုင်းပြန်ဖြစ်သွားစေခဲ့ပါတယ်။ဒါဆိုဒီလူငယ်လေးကအချိန်ကိုတောင်ထိန်းချုပ်နိုင်တဲ့အံ့ဖွယ်စွမ်းအားကိုဘယ်လိုရရှိခဲ့တာလဲ။ဒီဇလန်းကတော့ရက်နေငယ်အကြာကစတင်ခဲ့တာပါ။တနေ့မှာအစားတောက်ဖို့နေတဲ့လူငယ်လေးကလမ်းဘေးမှာလဲကျနေတဲ့အဖိုးကိုတယောက်ကိုလူအုပ်ကြီးဝိုင်းကြည့်နေတာကိုတွေ့လိုက်ပါတယ်။ဒါပေမဲ့ဘယ်သူမှကူညီဖို့မရဲကြပါဘူး။အကြောင်းကတော့ကူညီမိလို့မတရားဆွဆွဲခံရပြီးရောကြေးပေးရမှာကိုကြောက်နေကြလို့ပါ။လူငယ်လေးလည်းကူညီတဲ့မကူညီတဲ့စဉ်းစားနေခဲ့ပေမဲ့နောက်ဆုံးမှာတော့သူ့ရဲ့စိတ်ကောင်းကအနိုင်ရသွားခဲ့ပါတယ်။သူကလူအုပ်ကြားကိုတိုးဝင်ပြီးဖုန်းထုတ်ကဖြစ်စဉ်တစ်ခုလုံးကိုဗီဒီယိုရိုက်ထားလိုက်ပါတယ်ပြီးတော့အဖိုးကိုအမြန်ကူညီပေးခဲ့ပါတယ်။ရုတ်တရက်အဖိုးကမျက်လုံးဖွင့်လာပြီးငါကမတည်နိုင်တဲ့လူပဲမင်းတို့ရဲ့စိတ်ထားကိုစမ်းသပ်ဖို့ဟန်ဆောင်ခဲ့တာလို့ပြောလိုက်ပါတယ်။ဒီစကားကြတော့လူငယ်လေးကအံ့ဩသွားပြီးဒီအဖိုးတော့စိတ်မှန်တာများလားလို့တောင်တွေးမိခဲ့ပါတယ်။ဒါကြောင့်ဘာမှဆက်မပြောတော့ပဲအစားအသောက်ဆက်ဖို့ကိုလှည့်ထွက်သွားမယ့်အချိန်အဖိုးကသူ့နှကူကိုလက်တစ်ဖက်နဲ့ထိလိုက်ပါတယ်။ရုပ်ကြီးပဲလူငယ်လေးဟာထူးဆန်းတဲ့အချိန်ဥမင်ဆိုင်ကောင်းတဲ့ကိုရောက်သွားသလိုခံစားလိုက်ရပါတယ်။တတိပြန်ရလာတဲ့အချိန်မှာတော့အဖိုးဟာပျောက်ကွယ်သွားပြီဖြစ်ပြီးနားမလည်နိုင်တဲ့စာတောင်းအချို့သာကျန်ရစ်ခဲ့ပါတယ်။ရက်အနေငယ်အကြာမှာတော့စက်ရုံတရုံကိုအစားတောက်ဖို့ရင်စက်ရုံတစ်ခုလုံးမီးလောင်နေတာကိုတွေ့လိုက်ပါတယ်။အဲဒီစက်ရုံကနာမည်ကြီးအမျိုးသမီးကြီးတယောက်ပိုင်တာဖြစ်ပြီးသူမရဲ့သမီးလေးကတော့မီးထဲမှာပိတ်မိနေပါတယ်။စီယောကကယ်နိုင်တဲ့သူကိုစုငွေအမြောက်များပေးမယ်လို့ကြေညာပေမဲ့အသက်ဆုံးပြီးဝင်ကယ်မဲ့သူတယောက်မှမရှိခဲ့ပါဘူး။လူငယ်လေးကတော့ငါမကယ်ရင်ဒီကလေးအသက်ရှင်နိုင်တော့မှာမဟုတ်ဘူးလို့တွေးလိုက်ပြီးမဆိုင်မတော်မီးထဲကိုပြေးဝင်သွားခဲ့ပါတယ်။ဒါပေမဲ့အဆောက်အုံထဲဝင်တော့မဲ့အချိန်မှာပဲမီးလောင်နေတဲ့သတင်းပေါက်တစ်ခုသူ့အပေါ်ကိုပြုတ်ကျလာပါတယ်။သူကလက်ချောင်းတစ်ချက်ဖြောက်တီးလိုက်တာနဲ့သတင်းပေါက်ကြီးဟာလေထဲမှာပဲငြိမ်သက်သွားခဲ့ပါတယ်။အချိန်ရက်တက်နေတဲ့အခိုက်အတန့်ကိုအခွင့်ကောင်းယူပြီးလူငယ်လေးကကလေးမလေးကိုအမြန်ပွေ့ချီကအပြင်ကိုခေါ်ထုတ်လာခဲ့ပါတယ်။ကလေးမလေးဘေးကင်းပြီဆိုတာသိကြတဲ့အချိန်မှာတော့သူကလက်ချောင်းကိုထပ်ပြီးဖြောက်တီးလိုက်ရာအချိန်ဟာပုံမှန်အတိုင်းပြန်လည်စီးဆင်းသွားခဲ့ပါတယ်။အဲဒီနောက်သူဟာဆေးရုံကိုသွားပြီးသူ့ညီမကိုသွားတွေ့ပါတယ်။ဒါပေမဲ့အခန်းထဲဝင်လိုက်တဲ့အခါကတင်ပေါ်မှာဘယ်သူမှမရှိတော့ပါဘူး။စိုးရိမ်သွားတဲ့လူငယ်လေးကသူနာပြုကိုမေးလိုက်ရာသူ့ညီမကိုသူ့ရဲ့ခွင့်ပြုချက်မရှိဘဲခွဲစိတ်ခန်းထဲခေါ်သွားပြီဆိုတာသိလိုက်ရပါတယ်။တကယ်တော့သူ့အတော်နဲ့ဝမ်းခွဲအကိုကသူ့ညီမကိုကြောက်ကက်လူဖို့အတင်းအကျပ်ဖိအားပေးခဲ့တာပါ။သူတို့ကချမ်းသာတဲ့လူတစ်ယောက်ရဲ့အသက်ကိုကယ်ပေးပြီးစုငွေဒေါ်လာတစ်တန်ရယူဖို့သူ့ညီမရဲ့ကြောက်ကက်ကိုရောင်းချခြင်းနေကြတာဖြစ်ပါတယ်။လူငယ်လေးရောက်လာတဲ့အခါဝမ်းခွဲအကိုကအေးအေးဆေးဆေးပြောလိုက်ပါတယ်။မင်းညီမကိုယ်တိုင်သဘောတူခဲ့တာပါမင်းရဲ့ဆေးရုံကုန်ကြစရိတ်တွေမဖြစ်စေချင်လို့လေမင်းလာငွေပိုရှာနိုင်ရင်ဒီလိုအခြေအနေဖြစ်လာမှာမဟုတ်ဘူး။ဒီစကားကြတော့လူငယ်လေးကဒေါသတကြီးပြန်ဖြေလိုက်ပါတယ်။ငါညီမရဲ့အသက်ကလည်းအဲ့ဒီချမ်းသာတဲ့လူရဲ့အသက်လိုပဲတန်ဖိုးရှိတယ်။ဒါပေမဲ့ဝမ်းခွဲအကိုကလောင်ပြောင်ပြုံးရင်မင်းဘာတွေစိတ်ကူးရင်နေတာလဲမင်းညီမကအင်အားကြီးမိသားစုဝင်တစ်ယောက်နဲ့ဘယ်လိုလုပ်နှိုင်းရှင်လို့ရမှာလဲမင်းကတော့ငါတို့ရဲ့တနာမှုနဲ့အသက်ရှင်နေရတဲ့အသုံးမကျတဲ့ကောင်ပဲသူ့စကားဆုံးသွားချိန်မှာတော့လူငယ်လေးရဲ့မျက်ဝန်းလေးကဒေါသကတဖြည်းဖြည်းတောက်လောင်